ဒီနေ့မေလ9ရက်နေ့ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း9နှစ်ပြည့်မြောက်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာပြည်သူလူထုရဲ့ဝမ်းကြတိုက်ထဲကနေမွေးဖွားတန့်စင်လာတဲ့ပြည်သူ့တပ်မတော်ဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးဟာတော်လှန်ရေးခီးကျန်းတွေကိုလည်းအတူဖြတ်တန်းခဲ့ကြသလိုနိုင်ငံရေးလောကဓာတ်အနည်းအမြင့်တွေကိုလည်းအတူတူဖြတ်တန်းကျော်ဖြတ်ခဲ့ကြပါတယ်။ဒီနေ့ချင်းထိကျော်ဖြတ်ကိုးမြောက်ခဲ့တဲ့တော်လှန်ရေးခီးကျန်းထဲမှာကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်မတော်ဟာလက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာမကြုံဘူးတဲ့အောင်မြင်မှုအထွတ်အထိပ်တွေကိုလည်းရရှိခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာကျွန်တော်တို့ဟာပြည်သူလူထုတရက်လုံးလူလားတဲ့ခီးဆုံးပန်းတိုက်ကိုတော့မရောက်သေးဘူးဆိုတာသတိပြုရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့လက်ရှိအချိန်မှာကြုံတွေ့နေရတဲ့နိုင်ငံရေးစင်ခေါ်ချက်တွေအမြောက်အများရှိနေသလိုစစ်ရေးအရာလက်လွတ်ဆုံးရှုံးရမှုတချို့လည်းခက်စိတ်စိတ်ကြုံတွေ့နေကြရပါတယ်တော်လှန်ရေးရဲ့သဘောဟာအနှိမ့်အမြင့်အတက်အကျတွေရှိတတ်သလိုရှေ့နလန်တူနောက်တလန်ဆုပ်ရတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိတတ်ကြောင်းပြောကြားလိုပါတယ်။ဒါအပြင်နိုင်ငံရေးမိုးတက်မုန်တိုင်းချားထဲမှာပြင်းထန်တဲ့လှိုင်းတွေပေါ်စင်းနှင်းကြော်ဖြတ်ကြရတာတွေလည်းရှိနေတတ်ပါတယ်။ကျွန်တော်တို့အနေနဲ့မြေပြင်မှာဖြစ်ပေါ်နေတဲ့အရှိပကတိတွေကိုလစ်လျူရှုလို့မရသလိုကျွန်တော်တို့အားလုံးမျှော်လင့်တဲ့ရည်မှန်းချက်ပန်းတိုက်ကိုလည်းမျက်ခြေပြတ်လို့မရဘူးလို့ပြောချင်ပါတယ်။တေချာတာတခုကတော့ကျွန်တော်တို့အားလုံးလုံးလာချုပ်ကြိုးစားရုန်းကန်ခဲ့တဲ့တော်လှန်ရေးခြေလှမ်းတွေဟာယနေ့အချိန်ထိလဟတာမဖြစ်ခဲ့ဘူးဆိုတာရေရေဝံ့ဝံ့ပြောလို့ရပါတယ်။အားထုတ်မှုတိုင်းဟာရလဒ်တွေရှိတယ်လို့တက်ရောက်မှုတိုင်းမှာထိရောက်တဲ့ခရီးလမ်းတွေကိုရှောက်လန်းနိုင်ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့အားလုံးဟာတော်လှန်ရေးတစ်ခုလုံးကိုမျှော်မြင်ပြီးဇွဲနှပဲရှိထပ်မံကြော်ဖြတ်ကြဖို့အထူးလိုအပ်တယ်လို့တိုက်တွန်းချင်ပါတယ်ကျွန်တော်တို့ရဲ့တော်လှန်ရေးရဲဘော်တွေဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးဟာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာခြေစုံရပ်ပါဝင်ထားကြတဲ့သူတွေဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာတစ်ဖက်မှာတော်လှန်ရေးသမားတွေဖြစ်တယ်လို့တစ်ဖက်မှာလည်းပြည်သူ့အရေးတော်ပုံတပ်သားတွေအဖြစ်တာဝန်ယူထားကြရပါတယ်တော်လှန်ရေးအလွန်ကာလတွေရောက်လာရင်လေတိုင်းပြုပြည်ပြုသမားတွေအဖြစ် Federal Democracy နိုင်ငံတော်တည်ဆောက်ရေးမှာဆက်လက်ပါဝင်ကြရအောင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ရေးပေါ်ရပတ်အားလုံးဟာတော်လှန်ရေးကာလအတွင်းမှာမိမိတို့ရဲ့အသိဉာဏ်ပညာကိုယ်ခံအားကိုဖြည့်တင်းရင်ရေးရေးဝံ့ဝံ့တိုက်ပွဲဝင်ကြဖို့လက်နဲ့စွာတိုက်တွန်းလိုပါတယ်မြို့ဦးတော်လှန်ရေးအရေးတော်ပုံတပ်သားအားလုံးဟာပြည်သူအားလုံးအားကိုးထိုက်တဲ့သူတွေဖြစ်ရမှာဖြစ်တယ်လို့လူထုယုံကြည်ထိုက်တဲ့သူတွေလည်းဖြစ်ဖို့လိုပါတယ်ဒါအပြင်စီကံတေဝတ်ပြီးစနစ်ကျတဲ့ပြည်သူတပ်မတော်တရားကိုလည်းပါဝင်တည်ဆောက်ကြဖို့လိုပါတယ်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူအစိုးရကောင်းတရားဖြစ်အောင်ကြိုးစားနေတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော်အနေနဲ့လည်းပြည်သူချစ်တဲ့တပ်မတော်အဖြစ်အမြဲချီတက်နိုင်ဖို့မျှော်လင့်ပါတယ်ကျွန်တော်တို့လက်ရှိဖြတ်သန်းနေတဲ့နှွေဦးတော်လှန်ရေးအရေးတော်ပုံကြီးဟာဖြစ်မှုပြည့်မှုတွေအင်မတန်မှများဆန်ပါတယ်တက်လွယ်ကြလွယ်ဖြစ်စဉ်တွေလည်းများပြားလွန်းတာတွေ့ရပါတယ်တစ်ဖက်မှာလည်းသတ္တိပြတ်တိနဲ့ဇွဲလုံလာရိယာတွေကိုချင်းချင်းရှားရှားတွေ့မြင်ရပါတယ်ယုံကြည်ချက်ထက်သန်ပြင်းပြမှုတွေကဒီရလိုက်လုံးကြည့်တွေ့လို့အရှင်အဟုန်ပြင်းထန်တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်ဒီလိုအသွေးပြင်းတွေကိုလူထုတရက်လုံးမှာတွေ့မြင်ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးထဲမှာလည်းထင်ရှားစွာမြင်တွေ့ကြရပါတယ်ကျွန်တော်တို့အနေနဲ့နှွေဦးတော်လှန်ရေးရဲ့ဂုံဒရပ်ကို
အမြင့်မားဆုံးထိဆက်လက်ဖော်ဆောင်နိုင်ကြဖို့လဲနဲ့စွာတိုက်တွန်းပြောကြားချင်ပါတယ်။ဒါ့အပြင်ပြည်သူတမတော်တာကောင်းပြည်သားစွာနဲ့ຫນွေဦးတော်လှန်ရေးကိုအလေးအမြတ်ဦးညွတ်ကြဖို့ဖြစ်ပါတယ်။နေကုန်းအဖြစ်ပြောကြားလိုတာကတော့ယနေ့အချိန်ထိမိမိတို့ရဲ့အသက်နဲ့ခန္ဓာကိုယ်ပေးဆက်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအပေါင်းကိုလဲနဲ့စွာအတိမတ်ပြုကြောင်းထပ်မံပြောကြားလိုပါတယ်။ဒါအပြင်ຫນွေဦးတော်လှန်ရေးသမိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အခမ်းကဏ္ဍကိုချင်းချင်းရှားရှားရေးထွေးပုံဖော်လာနိုင်ပြီဖြစ်ကြောင်းပြောကြားလိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်သားသူထဲမှာအသက်နဲ့ခန္ဓာကိုယ်ပေးစွန့်ခဲ့ကြသူတွေရဲ့မိသားစုဝင်တွေနဲ့ထိခိုက်ဒဏ်ရာရရှိထားတဲ့ရဲဘော်တွေကိုလည်းအချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့မေတ္တာရပ်ခံပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းပြည်သူအစိုးရပြည်သားစွာပြည်သူတော်လှန်ရေးကိုဦးဆောင်ပြီးပြည်သူကာကွယ်ရေးတပ်မတော်နဲ့အတူစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးကိုပြတ်ပြတ်သားသားတိုက်ပွဲဝင်နေကြောင်းပြောကြရင်နေကုန်းချုပ်အပ်ပါတယ်ခင်ဗျာ။